ကျမဒီနေ့မကြုံဘူးပေါင်ဂုံတူးဆောင်မေကွန်းလေး3ခုမေကွန်းလေး3ခုကိုကျမဖြည့်ပေးတာတော့မဟုတ်ဘူးပေါ့နော်ဒီမေကွန်းလေး3ခုနဲ့နီးစပ်တဲ့အကြောင်းပြချက်လေးတွေကိုကျမပေးပြပါမယ်ရှင်ပထမဆုံးမေကွန်းလေးအရင်ပြောမယ်ပေါ့နော်ကျမဒီကပဲပြောလိုက်ပါတော့မယ်မေကွန်းဖတ်မပြတော့ဘူးပေါ့နော်ပထမဆုံးမေကွန်းကဘာလဲဆိုလို့ရှိရင်သူကညီမလေးတစ်ယောက်သူကဈေးရောက်နေဈေးတယ်လေးပေါ့နော်တားမိ2ယောက်တည်းနေတယ်အဲ့ဒီတော့ခက်တာကဘာတော့ဆိုတော့သူတို့2ယောက်ဟာဈေးရောက်ပြီးတော့မှမိသားစုစာဝင်တွေကိုဖြည့်ရှင်းနေရတဲ့အချိန်မှာအမေဖြစ်သူကနှလုံးထိုးတယ်နှလုံးထိုးတာကိုပြောရလို့ရှိရင်နှလုံးထိုးဖို့ပတ်စံမရှိတဲ့အတွက်သူသမီးစီကပတ်စံတွေကိုခိုးယူတယ်ပေါ့နော်သူသမီးကပတ်စံပြောက်တယ်ပြောက်တဲ့အချိန်မှာနောက်ကြတော့မှသတိထားမိတာကသူတိတ်တိတ်လေးချောင်းကြည့်တဲ့အချိန်မှာသူ့အမေကပတ်စံတွေခိုးပြီးနှလုံးထိုးတာကိုသူသွားတွေ့တယ်တွေ့တော့ကြတော့အမေဆိုတော့ပြောရဆိုရတာခက်တာပေါ့နော်ဒါမှမေးတော့လည်းပဲဝန်မခံဘူးတဲ့အဲ့တော့သူ့အမေကိုသူစိတ်ဆိုးပြီးတော့မှညှို့ညင်မိပါတယ်တဲ့အဲ့ဒါအပြစ်ဖြစ်လားဆိုတဲ့မေးခွန်းလေးဖြစ်ပါတယ်နောက်ထပ်မေးခွန်းလေးကတော့စင်တူရိုးမှပဲပေါ့နော်အဲ့ဒီမေးခွန်းလေးကလည်းပဲသူကဘာတော့ဆိုအဲ့ညီမလေးကသူကနိုင်ငံခြားမှာအလုပ်လုပ်နေရဖြစ်ပါတယ်သူကလည်းပဲသူ့အမေတွေသူ့အမတွေပေါ့နော်ဒီဟိုမှာနေတယ်ရွာမှာနေတယ်သူကတလကိုတဲ့10သိန်းပတ်ချလေးလောက်အမြဲတမ်းလာတိုင်းတင်ပြီးတော့မှအိမ်ကိုထောက်ပံ့ပါတယ်တဲ့ခက်တာကပေါ့နော်အိမ်မှာဘာအကောင့်ထဲမှာမပေါ်ဘဲနဲ့သူ့အမေနဲ့သူ့အမနဲ့ပေါ့နော်2ယောက်စလုံးနှလုံးကြီးထိုးပြကြတာတဲ့ကုန်ပြီတဲ့အဲ့ဒီအပြင်ကိုပေါ့နော်သူတို့ကဒီလိုမျိုးကွဲဟိုငွေစုငွေချေအဖွဲ့အစည်းတွေရှိတယ်လေအဲ့ဒီအဖွဲ့အစည်းတွေကလည်းငွေတွေချိပြီးတော့မှနှလုံးတွေထိုးကြတော့ပေါ့နော်အဲ့ဒီအဖွဲ့အစည်းတွေအတွက်လည်းငွေပြန်ဆက်နေရတယ်တဲ့သူ့မှာရှာသမျှလည်းမလောက်နိုင်ပဲပေးနေရပါတယ်တဲ့အဲ့တော့ပေါ့နော်သူစိတ်ညစ်ပြီးတော့မှမပေးဘဲနဲ့ပဲနေချင်တော့တယ်ဒါပေမဲ့မပေးရင်လည်းပဲတဲ့သူ့အမေကနေမကောင်းခြင်းဟာဆောင်းပြီးတော့မှပတ်ဆက်ကိုညာပြီးတော့တောင်းပါတယ်တဲ့အဲ့ဒီဟာလေးကမိကွန်းတစ်ခုပေါ့နော်နောက်ထပ်တတိယမိကွန်းကတော့သူလည်းထူးမခြားနာပါပဲအမေဖြစ်သူကနေပြီးတော့နှလုံးဒီတွေယူထိုးရပေါ့နော်ထိုးပြီးတော့ရွှေတွေငွေတွေကိုလည်းရောင်းတာရောင်းပေါင်းတာပေါင်းထိုးအဲ့ဒီအပြင်ကိုအိမ်နေချမ်းတွေလည်းပေါင်းပြီးတော့မှနှလုံးဒီတွေထိုးပါတယ်တဲ့အဲ့တော့သမီးဖြစ်သူကသိတဲ့အချိန်မှာပေါ့နော်သူသမီးကသူ့အမေထိုးတဲ့ပတ်ဆက်တွေကိုလိုက်ဖြည့်ရှင်းပြီးတော့မှအကျွေးတွေလိုက်ဆက်တယ်အကျွေးတွေလည်းကြည်လဲကြည်တော့သူ့အမေကအေးစိတ်ဖြစ်သွားပြီဆိုပြီးထအကျွေးတွေတက်ပါတယ်တဲ့အဲ့ဒါပေါ့နော်ပြောရရင်တော့သူတို့3ယောက်စလုံးဟာမိကွန်းလေးကစင်လူရိုးမှဖြစ်နေတယ်နောက်တစ်ခုကထူးဆန်းတာကလည်းအဲ့ဒီနှလုံးထိုးတဲ့3ယောက်စလုံးဟာအမေလေးကြီးဖြစ်နေရပါတော့ဒါကြောင့်မကြုံမှုပေါင်ဂုံလူဆောင်လေးကျွန်မဒီမိကွန်းလေး3ခုအတွက်ပေါ့နော်ကျွန်မအနည်းဆက်ဆုံးအကြောင်းအရာလေးပြောပြပါမယ်အဲ့ဒါဘာလို့ဆိုတော့သူတို့ဟာပေါ့နော်နှလုံးထိုးတာကိုတားမြစ်ပေးဖို့အတွက်ကသူတို့ကခက်နေတာဆိုတော့သူတို့ဟာနှလုံးထိုးတာကိုဝါသနာပါတာမဟုတ်ပါဘူးသူတို့ကဝါသနာပါတဲ့အစင်မဟုတ်ဘူးသူတို့ကိုဘာလို့ခေါ်မလဲဆိုလို့ရှိရင်သူကလေ gambling disorder လို့ခေါ်တယ်အဲ့ဒါဘာလို့ဆိုရင်လောင်းကစားကိုဝါသနာပါတဲ့စိတ်ယောဂတစ်မျိုးဆွဲကပ်နေတာဖြစ်ပါတယ်အဲ့ဒါကဘယ်ကစလဲဆိုလို့ရှိရင်အထူးသဖြင့်ပေါ့နော်အမျိုးသမီးတွေအလွန်သဘောကျအလွန်ဝါသနာပါတဲ့လုပ်ငန်းမျိုးဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်မပြောပြမယ်အမျိုးသမီးတွေဟာဘဝမှာလေဘယ်လိုအနေထားနေနေသူတို့အနိုင်လိုချင်ကြတာအဲ့ဒါအမြဲတမ်းအဲ့စိတ်တက်ကလေသူကအခြေခံမွေးသရေလေးတွေလူတိုင်းပါတယ်ပေါ့နော်အဲ့ဒီတော့သူတို့ဟာလောင်းကစားဘာလို့လုပ်လဲဆိုရင်အနိုင်လိုချင်လို့လုပ်တာဖြစ်ပါတယ်အဲ့တော့ဝါသနာဘာလို့လုပ်တာလားပတ်ဆက်လိုချင်လို့လုပ်တာလားဆိုရင်အဲ့ဒီထက်ပိုပြီးအဆင့်မြင့်တဲ့စိတ်ကအနိုင်လိုချင်တာဖြစ်ပါတယ်အဲ့ဒီအနိုင်လိုချင်တဲ့စိတ်ကဘယ်ရလာလဲဆိုရင်ကျမတို့ကလေရင်ကုန်စိတ်လှုပ်ရှားမှုတစ်ခုခုဖြစ်လိုက်လို့ရှိရင်အဲ့ဒါကျမတို့ရဲ့အုံနောက်ကနေပြီးတော့မှသူကလေဟိုဟာပေါ့ဟော်မုန်းတစ်မျိုးထုတ်တယ်အဲ့ဒီဟော်မုန်းကိုဒိုပါမင်းလို့ခေါ်တယ်သူကပျော်ရွှင်ဟော်မုန်းလို့လည်းခေါ်တာပေါ့ဒါပေမဲ့အဲ့ဒါဟာတကယ်ကတန်းကပေါ့နော်ဒါဟာဒိုပါမင်းဆိုတာလေပျော်ရွှင်ခြင်းဟော်မုန်းဆိုတာထက်ပေါ့နော်ပျော်ရွှင်ခြင်းစိတ်ဆိုတာထက်သူကလူချင်းချင်းဆိုတာဆိုရင်ပုံမှန်မှာဖြစ်ပါတယ်သူကလူတိုင်းပေါ့နော်သူကစိတ်လှုပ်ရှားပြီးတော့မှရတဲ့အရာတွေဆိုရင်ပျော်ရွှင်ပြီးရင်ခုန်ကြတာပေါ့အဲ့ဥပမာကျွန်မပြပြမယ်ကျွန်မမိတ်ဆွေတွေ blind box တွေဖောက်ကြတယ်ဆိုပြီးတော့လေအယုတ်ကလေးတွေကိုဟိုဟာလေစက်ကူဘူးလေးတွေနေရဖောက်တာဘာအယောင်လေးလဲဘယ်ယုတ်လေးထွက်လာမလဲဆိုတာလေအဲ့ဒါဟာလူတွေရဲ့စိတ်ထဲမှာလေသူကဘာဖြစ်လို့အဲ့လို blind box တွေဖောက်ကြတာလို့ဆိုလို့ရှိရင်သူတို့ဟာလေပြောရလို့ရှိရင်ရင်ကုန်စိတ်လှုပ်ရှားမှုကိုကြိုက်တာပေါ့နော်ဆိုလိုတဲ့သဘောကတော့မမြင်ရတဲ့အရာတွေကိုကန်ဆန်းရတာကြိုက်တဲ့အဲ့ဒီလူတွေရဲ့ဆွဲလန်းတဲ့စိတ်လို့ခေါ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ဒီထက်မှာကွာဒီရုပ်တွေပါမှန်းသိနေတာပဲဘာဖြစ်လို့ဒါအထွေထူးဖောက်နေမှာလဲဟုတ်တယ်မလားတာမန်လူဆိုရင်မဖောက်တော့ဘူးဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာဆွဲလန်းတဲ့စိတ်တစ်မျိုးကဒါကိုသိကျင်မြင်ချင်းနေတာထူးဆန်းနေတာပေါ့နော်အဲ့ဒီလိုမျိုးပဲအခုဒီအမေတွေဖြစ်ပေါ်နေတဲ့စိတ်ကလည်းအဲ့ဒီလိုမျိုးဖြစ်ပါတယ်အဲ့တော့ဒီပေါ့နော်အဓိကအပြင်ကျမတို့ကဒီလောင်းကစားကိုဆွဲလန်းသွားခြင်းဟာသူကဒိုပါမင်ဆိုင်ကယ်လို့ခေါ်တယ်လေသူကပြောရလို့ရှိရင်ရင်ခုန်တဲ့စိတ်ရင်ခုန်ပြီးတော့ပျော်သွားတာဥပမာကွာဒီနှလုံးထွက်ခါနီးဆိုလို့ရှိရင်ဒီနှလုံးထွက်မဲ့အချိန်ဆိုလူကစိတ်လှုပ်ရှားနေပြီဘာကနန်းထွက်မလဲအဲ့ဒီအချိန်မှာကိုထိုးလိုက်တဲ့ကနန်းသာပေါက်သွားပြီဆိုလို့ရှိရင်အဲ့ဒါဒီလုံးဝကိုပဲကိုယ့်ရဲ့ဒိုပါမင်ဟော်မုန်းကအမြင့်ဆုံးထွက်သွားတာပေါ့နော်အဲ့ဒီအချိန်မှာဘာဖြစ်တော့ဆိုတအားပြီးရင်ခုန်ပြီးတော့မှ
ပျော်တာလေပျော်လူတိုင်းကြုံမှုကြမယ်နှလုံးတီထိုးတဲ့လူတွေကြုံမှုကြမယ်ထင်တယ်အဲ့လိုမျိုးပျော်ရွှင်တဲ့စိတ်ပေါ့အဲ့ဒီပျော်ရွှင်တဲ့စိတ်ကသူတို့ကဘာလို့ဆိုလူကိုဆွဲလန်းစေတာအယူမှုဆွဲလန်းစေတာအဲ့တော့ तू ကဒါဆိုလို့ရှိရင်ဒီမှာယာဖို့သွားပြီးပျော်ရွှင်ဖို့သွားပြီးဆိုလို့ရှိရင် तू ကနောက်တစ်ချိန်ထပ်ပြီးတော့ကန်ဆန်းခြင်းတဲ့စိတ်ကအလိုလိုပေါ်လာတာပေါ့အဲ့ဒီတော့အဲ့ဒီကန်ဆန်းခြင်းတဲ့စိတ်ကဥပမာအပြင်မနေ့ပိုင်းမှာထိုးလို့ပေါက်သွားတယ်ဆို तू ကညနေပိုင်းမှာထပ်ကန်ဆန်းတော့မှာဘာဖြစ်လို့လဲဆိုတော့ तू ကဒီလိုရင်ခုန်ပြီးတော့မှရတဲ့အနိုင်လိုမှုလို့ခေါ်တယ်နော်အဲ့တော့ဒါဟာငွေကြေးမဟုတ်ပါဘူးအနိုင်လိုမှုပါအဲ့တော့ရင်ခုန်ပြီးရတဲ့အဲ့ဒီအနိုင်လိုမှုကို तू ကပျော်သွားပြီပျော်သွားတဲ့အတွက်အဲ့ဒီအပေါ်မှာ तू ကဆွဲလန်းသွားတာမျိုးဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုဒီပေါ့နော်ညီမလေးတွေရင်ဆိုင်နေရတယ်သူတို့ရဲ့မိခင်တွေလောင်းကစားကိုဆွဲလန်းနေဆိုတာက तू ကငွေကြေးလိုချင်လို့မဟုတ်တော့ဘူးဒါပေမဲ့သူတို့ကိုသားပြောပဲဘာဖြစ်လို့လောင်းကစားလောက်တာလဲဆိုငါပတ်သက်လိုချင်လို့လောက်တာလို့ပြောလိုက်မယ်အဲ့ဒါမဟုတ်ဘူးအဲ့ဒါအကြောင်းပြချက်ဖြစ်ပါတယ်တကယ်တမ်းကသူတို့ရဲ့စိတ်ထဲမှာလေဒီလိုမျိုးရင်ခုန်စိတ်လှုပ်ရှားပြီးတော့မှဒီအလုတ်လုတ်ပြီးရတဲ့အရာကိုဆွဲလန်းတဲ့စိတ်လို့ခေါ်တယ်အဲ့တော့တကယ်လို့မြင်အဲ့ဒီလူဟာနော်ဥပမာအပြင်နှလုံးထိကန်ဆန်းရင်းနဲ့မပေါက်ဘူးဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒါကို तू က dopamine cycle crash ဖြစ်တာလို့ခေါ်တယ်အဲ့တော့ဘာလို့ဆိုတော့ तू ကစိတ်လှုပ်ရှားမှုကမြင်ဆုံးဖြစ်သွားပြီဟောဆိုမပေါက်လန်းပေါက်ကိုထိုးကြသွားတဲ့အချိန်မှာလူရဲ့စိတ်တက်ကြသွားတာပေါ့နော်အဲ့လိုစိတ်တက်ကြသွားတဲ့အချိန်မှာ तू စိတ်ဆင်းရဲပြီးတက်သေးသွားသလားဆိုတက်မသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ तू ကဒီ dopamine cycle crash ဖြစ်တဲ့အချိန်မှာ तू ကစိတ်ထဲမှာစိတ်လှုပ်ရှားမှုတွေအရင်ဆုံးမြင့်ပြီးလို့ရှိရင် तू ကဘာလို့ဆိုအဲ့ဒီအချိန်မှာသူ့ရဲ့စိတ်ထဲမှာဖြစ်ပေါ်တဲ့စိတ်ကကြောက်ဖို့ကောင်းတယ် तू ကဘာလို့ဆိုရင်ခုငါရှုံးသွားတဲ့အတွက်မနဲ့ပြန်ကြရင်ဒီထက်မကထပ်ပြီးလိုက်မယ်ဆိုတဲ့စိတ်ကပိုးသွားတာနော်အဲ့ဒါဘာလို့ဆိုလို့ရှိရင်အနိုင်လူချင်းစိတ်ကပိုးပြီးမြင့်သွားတာလို့ခေါ်တယ်အဲ့တော့ကျမတို့ကဒီ dopamine cycle အရာပေါ့နော်ကျမတို့ရဲ့အုံနောက်ကထွက်တဲ့ဒီဟော်မုန်းတွေကတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်နေအဲ့ဒီဟာကိုလိုက်ပြီးကျမတို့ရဲ့စိတ်လှုပ်ရှားမှုတွေကိုကျမတို့ကခံစားရင်းနဲ့ဆွဲလန်းတဲ့စိတ်ယောဂတစ်မျိုးဖြစ်ပါတယ်အဲ့တော့စိတ်ယောဂအကြောင်းတွေတော့ကျမလည်းမသိဘူးပေါ့နော်ကျမလည်းဆရာမဟုတ်ပါဘူးအဲ့တော့ဒီလိုမျိုးပေါ့နော်ကျမမိတ်ဆွေတွေကိုအနည်းဆုံးအကြံပေးချင်တာကပေါ့နော်အခုဒီညီမလေးတွေကိုအနည်းဆုံးအကြံပေးချင်တာဘာလို့ဆိုလို့ရှိရင်အမျိုးသမီးတွေဟာလူတဘာဝပေါ့နော်အမျိုးသမီးတွေရဲ့ဝေးဖွားခြင်းသူ့ရဲ့မျိုးနွယ်စုအရာကိုကသူကတခုခုဆိုရင်စကားလေးပြောချင်ရင်တော့မှသူအနိုင်လိုချင်တဲ့စိတ်ကရှိရပေါ့နော်အဲ့လိုမျိုးဘာအနိုင်လိုချင်တယ်ဆိုတာလေအကြည့်ကြအောင်ဝက်ခံဖို့မဟုတ်ဘူးတခုခုရတိုင်းကိုကျင့်တတ်တယ်ဆိုတဲ့စိတ်ပေါ့အဲ့ဒီစိတ်ကလေးကိုဒီလောင်းကစားဆိုတဲ့အရာလေးဟာကိုမမြင်ရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကနေပြီးတော့မှတက်လိုက်ကြလိုက်နေပေါ့နော်ကိုကိုပေးကမ်းခြင်းမပေးကမ်းခြင်းအဲ့ဒီကနေပြီးတော့မှနော်ပြောရရင်တော့ရှုံးညင်းနိုင်ခြင်းဟာအဲ့ဒီလူတွေရဲ့စိတ်ခံစားမှုကို तू ကစားခံနေရတာဖြစ်ပါတယ်အဲ့တော့အခုဒီလိုမျိုး2Dထိုးလို့ပေါ့နော်ရှုံးမဲပြီးလိုက်တဲ့သူတွေအားလုံးဟာဒီလိုမျိုးစိတ်ခံစားချက်နောက်ကိုလိုက်တာဖြစ်ပါတယ်အဓိကအားဖြင့်တော့သူဟာငွေလိုချင်လို့ဆိုတာအထက်ကိုပဲအဲ့ဒီငွေကိုပြန်ရဖို့လိုက်ဆယ်တယ်ဆိုတဲ့အကြောင်းပြချက်ပဲဖြစ်ပြီးတော့တကယ်တမ်းကတော့သူဟာအနိုင်လိုမှုဖြစ်ပါတယ်နော်အဲကြောင့်မလို့အဲ့ဒါဟာတကယ်တမ်းမှာတော့ပေါ့နော်ကိုယ့်ကိုယ်စဉ်းစားတတ်လို့ရှိရင်ဒါဒီစိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်အဲ့လိုမျိုးစိတ်ဝေဒနာကိုဘယ်လိုကုရမလဲဆိုရင်တော့ကုသဖို့ကတော့နည်းနည်းခက်ပါလိမ့်မယ်တခုဖြစ်တာကဘာလို့ဆိုတော့မိခင်တွေဖြစ်နေတဲ့အတွက်ကြောင့်မလို့သားသမီးကပြောလို့ရှိရင်လည်းသားသမီးကအပြစ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်မအကောင်းဆုံးနီလန်းလေးပေးခြင်းတယ်ပေါ့နော်ပေးခြင်းတယ်ဆိုတာကလောက်ရတာတော့နည်းနည်းခက်မှာပေါ့လေဘာလို့ရမလဲဆိုရင်တော့နံပါတ်1အချက်ပေါ့နော်နံပါတ်1အချက်ကတော့သူတို့ကိုနားလည်ပေးရမှာဖြစ်ပါတယ်နားလည်ပေးရမှာဆိုတာဘာလို့ဆိုရင်ကွာဥပမာအပြင်မညိုညင်တော့ဘူးပေါ့နော်မညိုညင်တော့ဆိုတာပေးကမ်းခိုင်းတာမဟုတ်ဘူးမညိုညင်တော့ဆိုတာသူတို့ဒီသူဟာတာမန်အပြင်ဝါသနာပါလို့တော့မတိပဲသုံးဖြုံနေတာမျိုးဆိုတာချက်ကိုပဲစိတ်ပိုင်းဆိုင်ရာအပြင်ဒါကိုမထိုးရမနေနိုင်သူတို့ဟာဒီအပေါ်မှာဒီဇိုင်းမမတ်ဖြစ်သွားပြီဆိုတော့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပြောရလို့ရှိရင်စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုသူတို့ရောက်ရှိနေပြီဆိုတာကိုသားသမီးတွေအနေနဲ့နားလည်ရမှာဖြစ်ပါတယ်ဒါနံပါတ်1အချက်ပေါ့နောက်နံပါတ်2အချက်ကတော့boundary ထားရမှာဖြစ်တယ်အဲ့ဒီ boundary ကဘာလို့ဆိုလို့ရှိရင်ကို့မှာတာဝန်မရှိဘူးဆိုတဲ့ boundary ဖြစ်ပါတယ်ငါအမေပဲငါနှလုံးထိုးကျင်နိုင်ထိုးမယ်ငါပတ်သက်ဘယ်လောက်ဖြစ်ဆုံးနင်တို့လိုက်ပြီးတော့ရောပေးလို့ပြောတဲ့အကြောင်းမရှိတော့ဘူးပေါ့နော်ဒါဟာကိုမိဘပဲဖြစ်လင်ကစားမိဘဆိုတာမိဘနဲ့သားသမီးမှာချစ်ချင်းမြတ်တာတတ်တတ်ဖြစ်ပါတယ်စီးပွားရေးဟာ boundary ဟာတတ်တတ်ဖြစ်ပါတယ်အဲ့တော့ချစ်ချင်းမြတ်တာနဲ့စီးပွားရေးဟာရောလို့မရပါဘူးတကယ်လို့အခုသားသမီးတွေပတ်သက်ရှားနေတယ်ဆိုတာမိဘနဲ့အတူတူပြည့်ပြည့်စုံစုံချမ်းသာသာနေခြင်းလို့ဒီလိုချစ်ချင်းမြတ်တာကြောင့်ပတ်သက်ရှားနေတာဖြစ်ပါတယ်ဒါကိုစိတ်ဝေဒနာဆွဲကပ်စွာဖြင့်2D ကစားပြလိုက်လို့ကုံသွားတဲ့ပတ်သက်ဒီတကယ်တမ်းကတော့ဒါဒီပေးစရာမလိုတဲ့ပတ်သက်ဖြစ်ပါတယ်ဒါကြောင့်မလို့ကိုရဲ့မိခင်တွေပေါ့နော်သူတို့ကိုလက်ခံမဲ့သူတွေကိုလည်းတခါတည်းပြောထားပါလုံးဝမဖြေရှင်းပေးဘူးဆိုတဲ့အကြောင်းကိုတခါတည်းပြောထားပါနော်အဲ့လိုမျိုးလေးလှုပ်ထားဖို့လည်းအကြံပြုပါတယ်နောက်တစ်ခုကဘာလို့ဆိုတော့သူတို့တွေကဘလောက်ပဲထိုးကိုကလိုက်ဖြေရှင်းပေးနေလို့ရှိရင်တကယ်တော့သူတို့ဟာအဓိကအားဖြင့်တော့ဝါသနာပါလို့လှုပ်တာမဟုတ်ဘဲနဲ့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာသူတို့လှုပ်ချင်တာလှုပ်နေတာအောင်နောက်ကနေဖြေရှင်းပေးတာပဲဆိုတော့သူတို့မှာကြောက်တော့နောက်ခံရှီမှန်းသိသွားလို့ရှိရင်ပို့ပြီးတော့ဆက်ပြီးတော့မှဒီစိတ်ဝေဒနာပို့ဆိုးမှာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒါကိုလည်းပဲ
ဘယ်လိုပြောရမလဲဆိုတော့သားသမီးများအနေနဲ့ပေါ့နော်စီကံတစ်ခုတတ်မှတ်ဖို့အတွက်ပြောချင်ပါတယ်အစားအသောက်ကျွေးနိုင်တယ်စေဝါကုပေးနိုင်တယ်ကျန်းမာရေးလည်းကုပေးနိုင်တယ်ဒါပေမဲ့လို့ဒီလိုလောင်းကစားစိတ်လိုက်မှန်ပါလုပ်ပြီးတော့မှစိတ်ပိုင်းဆိုင်ရာဖြစ်ချင်တိုင်းဖြစ်ပြီးတော့မှပေါ့နော်ဒီလိုမျိုးပတ်သက်တွေသုံးတာဖြုံတာကိုလုံးဝခွင့်မပြုဖို့ဖြစ်ပါတယ်နောက်တတိယတစ်ချက်ကတော့ကျမမိတ်ဆွေကပေါ့နော်ဒီအချက်မှာတော့နည်းနည်းလေးဂရုစိုက်ရမှာပေါ့လေအဲ့ဒါဘာလို့ဆိုလို့ရှိရင်သူ့ကိုပေါ့နော်နောက်ထပ်နှလုံးဒီမထိုးစေခြင်းကိုသူတို့ကိုလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်နှလုံးဒီထိုးမဲ့အချိန်မှာသူတို့ကိုအချိန်တားမြစ်ခြင်းပေါ့နော်ပြောရလို့ချင်းနှလုံးဒီထိုးကနေကြမှာတစ်ခုခုတားမြစ်လိုက်တာတို့သူတို့ထိုးမဲ့လူကိုအဟံတားလှုပ်လိုက်တာမျိုးဖြစ်စေဒါမှမဟုတ်သူတို့ကနေပြီးတော့ပေးကျွန်တော်ထိုးပေးမယ်ကျွန်မထိုးပေးမယ်ဆိုပြီးတော့မှာပေါ့နော်အဲ့လိုမျိုးယူပြီးထိုးမပေးပဲဖြစ်စေအဲ့လိုမျိုးလည်းလုံနိုင်ပါတယ်ဒါကတော့အကြံပေးတာပေါ့နော်လုပ်လို့ရမယ်တော့မထင်ဘူးနောက်တစ်ခုကျွန်မအကြံပေးခြင်းတယ်ပေါ့နော်အဲ့ဒါကတော့ကိုမိသားစုအချင်းချင်းပဲလုပ်ပါပေါ့နော်ဥပမာအပြင်ကိုအမေကနှလုံးဒီတွေတားထိုးနေတော့ကမဟုတ်လေသူများကိုဒီဘက်ဆက်တွေကပေးနေရမှာပဲဒါဆိုလို့ရှိရင်ကိုကိုတိုင်းတိုင်လိုက်ပါဒါနည်းနည်းယူသွတ်အတွေးခေါ်တော့ဖြစ်ရင်ဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီဥစ္စာကဒီပတ်သက်ရဲ့စီစဉ်မှုဟာကိုယ့်စီပဲပြန်လာမှာဖြစ်ပါတယ်မဟုတ်လည်းပဲသူကအကွက်ကို4560လောက်အကွက်ထိုးနေမှာဖြစ်ပါတယ်အဲ့ဒါဟာဘာလို့ဆိုလို့ရှိရင်သူကကန်ဆန်းတာမဟုတ်ပါဘူးအကွက်4560လောက်ထိုးပြီဆိုတော့ဒါဟာသူကဒီနောက်ကိုလိုက်နေတဲ့ပေါ့နော်အရှုံးကိုခံရတဲ့တတိမရှိတော့ဘူးအဲ့ဒီမရှိဘဲနဲ့သူကအနိုင်လိုမှုအတွက်လိုက်နေတဲ့လောင်းကစားစိတ်ဓာတ်ဖြစ်နေပါတယ်ဒါကြောင့်မို့လို့မမိကိုယ်တိုင်တိုင်ခံပါသူများတွေထိုးတာကိုတိုင်ခံတာမဟုတ်ဘူးเนาะအမေဘယ်လောက်ထိုးမလဲကျွန်တော်တိုင်ခံမယ်ကျမတိုင်ခံမယ်ပေါ့အမေကြိုက်တဲ့လောက်ထိုးသူထိုးသမျှပတ်ဆက်ကိုကပဲတိုင်ခံပြီးတော့ကန်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်လည်းပဲကိုယ်ငွေဟာအပြင်ကိုမထွက်စေဘူးဆိုတဲ့နီလန်းတစ်ခုဖြစ်ပါတယ်ဒါကတော့ကျွန်မအကောင်းဆုံးနဲ့အကြံကောင်းညံကောင်းနီးစပ်စေခြင်းကိုပြောတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်မမိတ်ဆွေများဒါလေးတွေကိုစမ်းလုပ်ကြည့်ပါနောက်တစ်ခုရှိတယ်နောက်တစ်ခုကတော့ခရီးထွက်ပေးခြင်းပေါ့เนาะခရီးထွက်ပေးခြင်းကတော့ဒီဥစ္စာကိုတော့ကျွန်မအကြံကောင်းညံကောင်းဖြစ်တော့သိမပေးချင်ဘူးဘာဖြစ်လို့လဲဆိုရင်နှလုံးဒီထိုးနေတဲ့သူတယောက်ကိုခရီးထွက်ပေးလဲခရီးဆိုတာတလားကိုသရင်ရလွယ်လွယ်ကျန်တဲ့အချိန်ခရီးမထွက်နိုင်ဘူးပေါ့နော်အဲ့တော့ပြန်လာရင်လည်းဒုံရင်ပဲပြန်ထိုးမှာပဲပေါ့နော်တကယ်ဒါမှတော့ခရီးခဏတစ်ဖြုတ်ထွက်ပေးခြင်းဟာလည်းသူတို့စိတ်ပိုင်းဆိုင်ရာပြောင်းလဲစီပါတယ်ဒီချက်ကိုလိုက်မလုပ်နိုင်ဘူးဆိုရင်တော့အခုနကျွန်မပြောတဲ့အချက်လေးတွေကိုတေးသေးချာလေး view ဆိုင်ပြီးတော့လုပ်ပေးဖို့အတွက်အကြံပြုပါတယ်ရှင်မိသားစုချင်းလဲသားသမီးချင်းလဲကိုချင်းစားပါတယ်ရှင်မိဘတွေအနေနဲ့လဲကိုလည်းပြန်လဲပြီးတော့သုံးသပ်ပြီးတော့ပေါ့နော်ငါဟာကန်ဆန်းတာလားသို့မဟုတ်လို့ရှိရင်စိတ်ပိုင်းဆိုင်ရာအပြင်အရှုံးမခံကျင်တော့လို့ပေါ့နော်အရှုံးမခံကျင်တော့လို့ဆိုလိုတဲ့သဘောကတော့အနိုင်လူချင်းတဲ့အတွက်ကြောင့်မလို့ငါဟာဒီလိုရှုံးမဲနေတာလားဆိုတာလည်းသတိရမှာဖြစ်ပါတယ်အဓိကကတော့ကိုယ်တိုင်ငွေမရှာနိုင်ဘူးဆိုလို့ရှင်တော့သားသမီးထိုင်ရှာတဲ့ပတ်စံကလေးကိုကောင်းကောင်းမွန်ထိန်းသိမ်းခြင်းအပြင်သားသမီးယူတည်အောင်လို့ပေါ့နော်ဒီလိုမျိုးလေးနေတင်တယ်ဆိုတာလေးကိုလည်းမိဘများအတွက်လည်းအကြံပေးပါတယ်ရှင်အမပိုင်လည်းခွင့်လွှတ်ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်